ရခိုင်ပြည်နယ်ကြောက်တော်မြို့မှာရှိတဲ့အချက်ကြားကြတဲ့ကစ္စပါနဒီတတားကိုစစ်ကောင်မရှင်ကပြီးခဲ့တဲ့မတ်လ12ရက်ည10:00နာရီအချိန်မှာဇက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တရားရဲ့အစိပ်ပိုင်းတချို့ထိခိုက်ပျက်စီးသွားပြီးဒေသခံပြည်သူတွေရဲ့သွားလာရေးနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေပြတ်တောက်သွားတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဖျက်ဆီးခဲ့တဲ့ကစ္စပါနဒီတတားဟာကြောက်တော်မြောက်ဦးမင်းပြားနဲ့မြေပုံမြို့နယ်တွေကိုဆက်သွယ်ထားတဲ့အဓိကလမ်းကြောင်းဖြစ်ပြီးအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဘက်ကနေဝင်ရောက်လာတဲ့ကုန်စည်တွေကိုရခိုင်ပြည်နယ်အတွင်းပိုင်းအထိဆက်လက်ဖြန့်ဖြူးရမှာအားထားရတဲ့တရားတစ်စင်ဖြစ်ပါတယ်။တောက်တော်မြို့နယ်ဒေသခံအမျိုးသားတအုပ်ကတော့ကစ္စပနဒီတရားဖြတ်စည်းခံလိုက်ရတာကြောင့်တရားကိုဖျက်ကျော်ပြီးတွာလာနေရတဲ့ဒေသခံတွေရဲ့စာဝတ်နေရေးနဲ့တွာလာရေးအခက်အခဲတွေကြုံတွေ့ရနိုင်ပြီးလန်ခီစိတ်တွေဟာပုံမမြင့်မားလာနိုင်တယ်လို့ MPA ကိုရှင်းပြပါတယ်။အများကြီးကတော့ဖြစ်စီဆွမှုကတော့ရှိတာပေါ့နော်ဒီတရားဖြစ်စီတော့ဒီတရားဖြစ်ပြီးဆောင်းနေတဲ့ပုံမှန်ရတယ်ဟိုသောလာရေးရှိပြီးပုံမှန်ရမယ်ဆောင်းနေကိစ္စဟိုဒီဟိုသူတရားဖြစ်ပြီးဖြစ်ရှင်းနေတဲ့ဟိုတရားကိုကြော်ပြီးဖြစ်ရှင်းနေတဲ့ဟိုဝန်ထမ်းတွေရှိတယ်ပေါ့နော်ဒီလာကနေလည်းရှိပေါ့သူတို့လည်းအများကြီးဒီဖြစ်စီမှုရှိတော့ဒီကုန်စည်တွေဆောင်ရည်မှလည်းအများကြီးဒီဆက်ကြည့်ရှိတော့လို့ဒါနဲ့ဒီရမယ်ဟာလို့ဒီဘောဂနဲ့လေးနဲ့ပဲဒီစားတရားမျိုးဆိုဘူးဒီ transportation ချင်းဝေကတော့ကြီးတက်တော်မင်းလို့ထင်နေပေါ့နော်ကစ္စပါနဒီတတာဟာအရသာပြည်သူတွေနဲ့ကုန်သွယ်ရေးအတွက်သာမကပဲအရခတတော်အေးအတွက်ပါထောက်ဖို့လုပ်ငန်းစဉ်တွေမှာအထောက်အကူပြုနိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်တာကြောင့်စစ်ကော်မရှင်ကရည်ရွယ်ချက်ရှိနဲ့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ဒေသခံတွေက MPA ကိုပြောပါတယ်။တောက်တော်မြို့ကိုအရခတတော်အေးကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။တောက်တော်မြို့ကိုလက်လွတ်လိုက်ရပြီးနောက်ပိုင်းစစ်ကော်မရှင်ဟာမြို့ပေါ်ရက်ကတ်တွေနဲ့အများပြည်သူဆိုင်ရာနေရာတွေကိုလေကြောင်းကနေတဆင်ပုံကျဲတိုက်ခိုက်မှုအကြိမ်ကြီး30ထက်မနည်းလှုပ်ဆောင်ခဲ့ရမှာအခုကစ္စပါနဒီတတာဖျက်ဆီးခံရမှုဟာဒေသခံတွေအတွက်အဆိုးရွားဆုံးထိခိုက်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ရခိုင်လူ့ခွင့်ရေးကောက်ွယ်မြင့်နေသူများအသင်းဥက္ကဋ္ဌဦးမြတ်ထွန်းကတော့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြီးညာစာတမ်းအပိုက်73အရလူသားတိုင်းဟာလွတ်လပ်စွာသွားလာခွင့်ရှိရမှာဖြစ်ပေမဲ့အခုလိုလန်ဒတာတွေကိုဖျက်ဆီးတာဟာအဆိုပါအခွင့်အရေးကိုပြောင်ပြောင်တင်းတင်းချိုးပေါက်တာဖြစ်တယ်လို့ပြောပါတယ်။ကျွန်တော်ရဲ့ level ဆောက်သူတွေကိုပိတ်ပေါင်လို့ဆို level ပြည်သူများခရစ်လာခေါင်းဝင်နေမိကပိတ်ပေါင်ရဲဆိုရင်ထားမျိုးလေးသားတော့တယ်။ဒီကပြည်သူပြည်သားဤခရစ်လာခေါင်းကိုပိတ်ပေါင်နေနဲ့စံထားတူကိုပုံကလေးဖြာစီရဆိုပြီးကျွန်တော်အပိပိဆရာလူပွင့်ကြီးတဲ့အပိုက်ဆေးဆုံးတဲ့လုံခြုံရေးဆွဲပါတယ်။ပိပိဆရာလူခွင့်ကြီးတဲ့အပိုက်ဆေးဆုံးပါလိမ့်မယ်ပြည်သူများဤခရီးလာခေါင်းကိုပိတ်ပေါင်ခရောင်းလို့ပါပါတယ်။ဒီရှင်လက်ပိပိဆရာလူခွင့်ကြီးတဲ့အပိုက်ဆေးဆုံးတဲ့ရင်းဆွဲရလို့ပေါ်ဆောင်ပါတယ်။စစ်ကောင်မရှင်ဟာမတ်လအတွင်းရခိုင်ပြည်နယ်မှာရှိတဲ့လန်ဒတာတွေနဲ့အဆောက်အုံတွေကိုလေကြောင်းကနေတဆင်ဇက်တိုက်ခိုက်လျက်ရှိသလိုမတ်လ10ရက်နေ့ကလည်းအမြို့နယ်အတွင်းမှာရှိတဲ့စစ်တုံးမှန်အကျဉ်းစခန်းကိုပုံကျဲခဲ့တာကြောင့်100ကျော်သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါသေးတယ်။ရခိုင်ပြည်နယ်အတွင်းမှာ10နှစ်ခွန်စစ်စင်ရေးဒုတိယလှိုင်းနဲ့နောက်ဆက်တွဲတိုက်ပွဲတွေအတွင်းမှာစစ်ကောင်မရှင်ရဲ့ပုံကျဲဖျက်ဆီးမှုနဲ့မိုင်းဆွဲဖျက်ဆီးမှုတွေကြောင့်ပြည်နယ်အတွင်းမှာရှိတဲ့လန်ဒတာပေါင်းအစင်း20ကျော်ထိခိုက်ပျက်စီးသွားပြီလို့အာရခတတော်ရဲ့ထုတ်ပြန်ချက်တွေအပြင်မြေပြင်သတင်းအချက်အလက်စုဆောင်းတဲ့သူတွေစီကနေသိရပါတယ်။အဆိုပါလန်ဒတာတွေဖျက်ဆီးခံရမှုကြောင့်ရခိုင်ပြည်သူတွေအားကိုးနေရတဲ့ကုန်စည်စီးဆင်းမှုတွေရပ်တန့်ကလူသားချင်းစာနာမှုဆိုင်ရာအကျပ်အတဲတွေပုံမပြင်းထန်လာမှာကိုလည်းဒေသခံတွေကစိုးရိမ်နေကြပါတယ်။